可以ကရတယ်可以နဲ့了နဲ့တွေ့လို့ရှိရင်ရပြီလို့အဓိပ္ပာယ်ရတယ်နော်နားဒီအနားယူဒီ休息မင်းနားလို့ရတယ်你可以休息မင်းနားလို့ရပြီ你可以休息了 TV ကြည့်ဒီ看電視မင်း TV ကြည့်လို့ရတယ်你可以看電視မင်း TV ကြည့်လို့ရပြီ你可以看電視了ရေချိုးဒီ洗澡မင်းရေချိုးလို့ရတယ်你可以洗澡မင်းရေချိုးလို့ရပြီ你可以洗澡了ဆေးတောက်ဒီ吃藥မင်းဆေးတောက်လို့ရတယ်你可以吃药မင်းဆေးတောက်လို့ရပြီ你可以吃药了အိတ်ဒီ睡မင်းအိတ်လို့ရတယ်你可以睡မင်းအိတ်လို့ရပြီ你可以睡了စကားပြောဒီ说话မင်းစကားပြောလို့ရတယ်你可以说话မင်းစကားပြောလို့ရပြီ你可以说话了ဒီလိုတရုတ်စကားပြောပတ်တန်တွေနဲ့ပို့ပြီးလေ့လာခြင်းနဲ့ဆိုရင် page ကို like and follow လုပ်ထားဖို့မဲတယ်နော်